အဲ့ကိုကိုဒီမှာတဲပုံလေးကိုကြည့်ပါဦးဘာလို့ထူးခြားနေလဲအေးကြပါဦးမိုက်တယ်ကွာပုံကြီးကလီလင်တောက်ပရှင်းထွက်လှပနေတာပဲဘာထူးခြားလဲဆိုတော့မျက်နှာကလည်းပုံမှန်ပဲဟုတ်တယ်စပင်းကလည်းပုံမှန်ပဲလက်သေးကလည်းပုံမှန်ပဲအိတ်ကလည်းပုံမှန်ပဲအယုတ်ကြီးကလည်းဟုတ်တယ်အဲ့ဘာမှတော့တိတ်မထူးဘာငါဒီမှာဖုန်းသစ်ကြီးတစ်လုံးလုံးလဲတာနင်ဘာဒါလေးတော့မမြင်ဘူးနင်ကဂိမ်းမဆိုင်တယ်ညီတော့နေ့စဉ်သုံးနေတဲ့ဖုန်းကြီးတော့နင်မမြင်ဘူးတဲကလည်းကိုကရုပ်တရက်ဆိုတော့လေပုံထဲမှာဘာထူးခြားနေလဲဘာညာကြည့်လိုက်တာလေသိမလားဖုန်းကိုသတိမထားမိလိုက်ဘူးဒါနဲ့ဘာဖုန်းနေလဲHonor A60 နော်စကားလမ်းကြောင်းလာမလွဲနဲ့နော်နင်ငါဒီမှာနေတိုင်းသုံးနေတဲ့ဖုန်းတော်မှာအပြောင်းလဲဖြစ်သွားတာတော့နင်သတိမထားမိနင်ငါ့ကိုဂိမ်းမဆိုင်နင်ငါ့ကိုအလေးမထားတော်ပြီစိတ်ညစ် Let's take a break ဟာ baby ဟာရောက်ကြီးဗလိုင်းရတယ်ကိစ္စမရှိဘူးနော်နားကြီးတောင်တက်တာသေးတယ်ဘော်ရိုင်းနဲ့နင်မကြိုက်တဲ့ရက်တွေတောက်ပြမယ်ဟယ်လိုကိုပြောဟယ်လိုအေးညီလေးအားလားကဲဘယ်လိုလဲတဲ့လေနှစ်ပတ်လောက် break ယူလိုက်တဲ့အချိန်မှာလုံးဝစိတ်တွေကြည်လင်ပြတ်သားလုံးဝရှင်းထွက်သွားပြီဟုတ်မလားစိတ်ကြည်လင်တာပြတ်သားတယ်လားလုံးနေနဲ့နော်ဘာကိစ္စငါဒေးတင်ထားတဲ့ထမင်းပုံကိုနင်ဘီးရမလုပ်တာဟာသဲရလေဟုတ်အဲ့ဒါကြီးကထမင်းကြီးလေဘာထူးဆန်းလို့တော့ဟဲ့ဘာထူးဆန်းတယ်မလုပ်နေနဲ့နော်ဒါရိုးရိုးထမင်းပုံမဟုတ်ဘူးငါရဲ့ Honor A60 ရဲ့15 megapixel AI ultra clear camera နဲ့ရိုက်ထားတာနော်ဒီမှာဒီလေးကို show အော်အေးဟုတ်တယ်မိုက်တယ်နော်ကြည်လင်နေရပဲတော်တော်ဒီတိတ်ကျွတ်စိန်ဟုတ်တယ်ဒါပေမဲ့တဲ့ရတယ်ဒါတွေရိုးထမင်းတွေပဲလာလုံးနေတယ်နော်ငါဘာပုံဝဲတင်နေရီရက်လောက်မှမင်းတောင်းရင်မဟုတ်ဘူးလားမဟုတ်ဘူးလေတဲ့ရလေဟုတ်ရိုးထမင်းနော်ဘာမှမကြားချင်ဘူးနော်လုံးဝစိတ်ပြောက်သွားပြီနင်အရင်စိတ်ပြောက်သွားပြီနော် let's take a break ဟာလုံးပြန်ပြီကွာအဲ့လိုမျိုးနင်တို့လူအားနေချင်းနေတဲ့မိန်းမတွေရှိနေလို့ငါတို့ယောက်ျားသားတွေဘောကမတိုးတက်တာရတယ်နော်နင်မကြိုက်တဲ့ဂိမ်းတွေသွားဆော့ပေးမယ်နားအဲ့တောင်တတ်တာသေးတယ်အေးဘယ်လိုလဲဒီလေးအားလားအခုလာခဲ့မယ်လေလာခဲ့မယ်နော်ဒီရပိုင်းအေးစစ်စစ်နေလို့ထင်တယ်ဘာပြဿနာမှရှာမခံအောင်နောက်လေဒီလိုမျိုးညင်ဝူပြပြလေးနေရမယ်မှန်တယ်စေးပဲဟဲ့ကောင်ဒီကိစ္စရှင်းလားအဲ့ဒါဘယ်ကောင်ပါလဲဟာဘယ်ကောင်ပါတော့လဲရလေအဲ့ဒါကိုယ့်ရဲ့ညီမဝင်းဘာမှလည်းရှင်းပြမယ်နော်ညီမဝင်းခွဲတွေပါတယ်အဲ့ခွက်တွေရိုးနေပြီလဲရလေအဲ့ဒါတကယ်7နှစ်ပဲရှိသေးတာကိုယ့်ရဲ့ညီမဝင်းခွဲမယုံရင်ပြမယ်တော့နော်ဘာမှညီမတွေပဲလာလို့မယုံဘူးနော်မမြင်ချင်ဘူးတဲရလေအဲ့ဒါမမြင်ချင်လဲကွာတဲရHonor A60 လားအဲ့ကောင်မှာ AI erase ဆိုင်ပဲပါတာပဲပြီးဖြတ်မှာစိတ်နော်ငါနဲ့ကြာရင်ကျတော့အဲ့လောက်ပျော်ရွှင်မနေဘူးမျက်နှာဟိုမိုက်တယ်ဗျာလုံးဝပျောက်သွားပြီနော်ကျင်းနေဝိုင်းမလားမကျင်းနေဘူးနော်စိတ်ချုပ်သွားပြီနေလို့တကားရဲစိတ်ချုပ်သွားပြီစိတ်မချုပ်နဲ့လေတဲရလေဟိုပျောက်သွားပြီလေညီမလေးဘာတော်ပြီတော့ let's take a break ဒီမိမငါ့ကိုရစ်တာများနေပြီဖြစ်သေးဘူးရတယ်ဒီတစ်ခေါက်ငါဦးအောင်ရင်ရေးရလို့ရင်ကောင်းသူ့ဖုန်းကိုယူစစ်လိုက်မယ်မှန်တယ်တွေ့မယ်အေးတက်လေးဟဲ့နင်ဘာတော့ယူထားတာလဲတော်သေးတာပေါ့ငါဖုန်းကအကျန်းခံလို့မဟုတ်ရင်နင်သိပြီဒါမှတဲရလေဟိုကိုပြန်ကောက်ပြီမယ်နော် sorry တွေ့ပြီမိပြီဒါဘယ်ကောင်လဲOh my god ဟဲ့နေပါသိလို့လဲငါဖုန်းက AI outpaying feature ပါတယ်နော်အဲ့လိုပုံချဲ့လိုက်လို့ရှိရင်အဲ့လိုဘေးရတယ်ထွက်လာတာအဲ့ဒါဒီတွေကဘယ်ကအဲ့လိုချဲ့လိုက်တဲ့အချိန်မှာထွက်လာတာပေါ့ဟုတ်လားအေးဟုတ်တယ်တီးပါတယ်ဟိုကိုကဟိုတဲရဲ့ဖုန်းကလေ budget ဖုန်းဆိုတော့အဲ့လောက် feature တွေမစုံလောက်ဘူးထင်လို့လေအဲ့ဒါပြောလိုက်တာဟဲ့ငါဖုန်းကရေးစိုးကန်ဖုန်းဝင်ကန်အကျန်းခံလို့တော့ဒူကင်းသီးဖုန်းဆိုပြီးနာမည်ကြီးနေဟဲ့နော်နေငါဖုန်းက budget ဖုန်းဆိုပြီးဘာမှစော်ကားကြအကြောင်းမရှိဘူးပြီးတော့ AM1 click button နဲ့နော်လိုချင်တဲ့ application တွေကိုလွယ်ကူရှာလို့ရတော့ Google Lens နဲ့ဘာပဲဖြစ်ဖြစ်လွယ်ကူရှာလို့ရတော့ဘာလုပ်လို့ရတယ်တောသားရဲ့
အေးပါတယ်ဟိုကိုကမသိလို့ပါနင်ငါ့ကိုမယုံတာနင်ငါ့ကိုအထင်သေးတာနင်ငါ့ကိုဆွဲတာနော်နင်ငါ့ကိုတန်တရားဝင်တာတော့နင်ငါ့ပြက်ပြီဟာတဲ့အဲ့လိုကြီးတော့မပြက်နဲ့လေဟိုနောက်လာဆိုရင်ပဲတဲနဲ့ကိုရဲ့ဟို1 year anniversary ပြည့်ပြီလေတဲရဲ့နော်အန်ဒီတို့ဦးလေးနားမလဲကွာနင်ကစိတ်ကုန်သွားပြီထိုးဟာတဲဟာဖုန်းယူအောင်လေဟာဟဲ့အောင်ရင်တကယ်ပြက်သွားပြီလားမသိဘူးဟာငါတဲလေးကိုလွမ်းလိုက်တာကွာဆက်သွယ်ပြက်သွားတော့နှစ်ပတ်တောင်ရှိခဲ့ပြီပဲငါမရှိဘဲနဲ့အဆင်ပြေလားမသိပါဘူးကွာမဖြစ်သေးပါဘူးသူ့ကောင်းလေးတော့ဝင်ကြည့်လိုက်အောင်ဟမ်ခိုးတွေ့ရတဲ့အချိန်နေကုံဆုံးခဲ့ပြီ Happy 5 year anniversary ဟာမိန်းမတွေကွာကောက်ကျစ်လိုက်တာငါ့ကိုဂျင်းထဲတာ AI ဆိုပြီးတော့ဟာမေးတော့မလို့ဒီနေ့3 year anniversary လားမသိဟုတ်တယ်ရောင်ကြီးဟယ်လိုအေးညီလေးရေ Happy 3 year anniversary ကွာ